channel သည်ပြည်သူများအတွက်ဥပဒေအခြေခံသိပညာများကိုရိုးရှင်းစွာမျှဝေရန်ရည်ရွယ်ပါတယ်။ဒီဗီဒီယိုမှာတရားရုံးသွားမယ်ဆိုသိထားတဲ့အချက်၅ချက်ကိုမျှဝေပေးမှာဖြစ်ပါတယ်။ရောက်ရှိခြင်းတရားရုံးသည်စည်းကမ်းနှင့်လေးစားမှုကိုအထူးလေးထားတဲ့နေရာဖြစ်ပါတယ်။အချိန်မှန်ရောက်ရှိခြင်းဟာကိုယ်ပိုင်အကျိုးအတွက်သာမကတရားရုံးရဲ့လုပ်ငန်းစဉ်အနှောက်အယှက်မဖြစ်စေရန်ထောက်ကူဖြစ်စေပါတယ်။နှင့်ဝတ်စားစေရင်မှုနဲ့အပြုမှုတန်ရှင်းသက်ရက်ပြီးလေးစားဖွယ်ဝတ်စားစေရင်သင့်ပါတယ်။တရားခွင်အတွင်းမိုဘိုင်းဖုန်းကိုအသံပိတ်ထားရန်စကားပြောရတွင်လေးစားစွာပြောဆိုရန်လိုအပ်ပါတယ်။၃စာရွက်စာတမ်းများပြင်ဆင်ထားခြင်းအမှုနှင့်သက်ဆိုင်သောစာရွက်စာတမ်းများကိုစနစ်တကျစုစည်းထားပါမူရင်းနှင့်မိတ္တူများပြင်ဆင်ထားခြင်းသည်လုပ်ငန်းစဉ်ကိုလွယ်ကူစေပါတယ်။သက်သေထွက်ဆိုရာတွင်မှန်ကန်မှုသက်သေထွက်ဆိုရာတွင်ကြမ်းကန်၍ကြမ်းကြိမ်ဆိုရပါတယ်။မှန်ကန်စွာထွက်ဆိုဖို့အရေးကြီးဆုံးဖြစ်ပါတယ်။မမှန်မကန်ထွက်ဆိုရင်မမှန်သက်သေခံမှုနဲ့သက်သေကနေတရားခံဖြစ်သွားနိုင်ပါတယ်။ငါဥပဒေအကြံဉာဏ်ရယူခြင်းမရှင်းလင်းသည့်အချက်များရှိပါကသက်ဆိုင်ရာဥပဒေပညာရှင်ထံမှအကြံဉာဏ်ရယူသင့်ပါတယ်။ယနေ့မျှဝေထားသောအချက်များသည်ပညာပေးရင်ရွယ်ချက်သာဖြစ်ပါတယ်။နောက်ဗီဒီယိုတွေမှာလည်းဥပဒေအခြေခံသိပညာများဆက်လက်မျှဝေပေးသွားမှာဖြစ်ပါတယ်။ဒီလိုလက်တွေ့အသုံးချနိုင်တဲ့ဥပဒေအချက်လက်များရနိုင်ဖို့ subscribe လုပ်ထားပါ။ comment မှာသင်အမြင်အတွေ့အကြုံတွေရေးနိုင်ပါတယ်။ share လုပ်ခြင်းဖြင့်အခြားသူများလည်းအကျိုးရှိနိုင်ပါတယ်။နောက်ဗီဒီယိုလေးမှာပြန်တွေ့ပါမယ်။အဆုံးထိကြည့်ရှုပေးလို့ကျေးဇူးတင်ပါတယ်။